မိဘစေတနာဘီလာမြေဖြောဆက်ဆိုင်နေနော်ဒီနေ့ရောင်းလိုက်တဲ့အင်ဂျင်နဲ့အိုးနဲ့ဒါလေးအင်ဂျင်အစ်စ်လေးဟုတ်ပြီလားနော်ဒါကမှပါကင်ပုံးဖောင်းနေတာနော်အင်ဂျင်အစ်စ်လေးဒီမှာဒီအိုးတစ်လေးနဲ့တွဲပေးမှာဒီအိုးတစ်လေးနဲ့တွဲပေးမှာနော်ဒီကြောတန်လွင်လာကိုပို့ပြီးကျွန်တော်ဒီမှာပစ္စည်းကောင်းရမယ်ဈေးလည်းမှန်ရမယ်နော်တန်လည်းတန်ရမယ်အဲ့လိုမျိုးလေးတွေကျွန်တော်တို့ကထုတ်လုပ်ပြီးတော့ရောင်းချပေးတာပါနော်ဘာလို့ကိုယ့်ရဲ့ customer တွေပေါ်မှာကျွန်တော်တို့ကဘယ်လိုကောမဲဆိုတော့ကိုင်းကျုံးပြီးကျုံခိုင်းပြီးပေါ့ဗျာနော်အဲ့လိုမျိုးလေးတွေလုပ်ပေးတာကျွန်တော်တို့ကမှန်ကန်ကန်ကျွန်တော်တို့ဘက်ကဒီလိုဆောင်ရွက်ပေးတယ်ဆိုတော့ကျွန်တော်ချပြပေးတာနော်ဒီမှာနော် brand new အစ်ပါနော်အိုးသားတော့3 mili အပြည့်ပေါ့နော်မဖရင်5 mili ကိုတုံးထားပေးတယ်နော်အဲ့လိုလေးပါဒူးတယ်ရောအဲ့လိုထူထူထဲထဲကျွန်တော်တို့တုံးထားပေးပါပဲနော်အဲ့ဒီနော်ဒါသူဖရင်ရဒူးတယ်ဖရင်ဒူးကအဲ့လိုရှိတယ်နော်အဲ့လိုခိုင်တုံးပေးတယ်အောက်က solid set နော်ဘိန်းက solid base အဲ့ဒါဆိုကျွန်တော်ဘိန်းပေါက်တာလေးပါလိဘာမှကိုစိုးရင်ကြမလို့တော့ဘူးနော်ဒီအရှိကဆွဲကုန်းကဒီလိုမျိုးလှုပ်ထားပေးတာနော်တန်လေးနဲ့ခါရမယ်ရေရှည်လည်းအသုံးခံရမယ်ကျွန်တော်တို့အဲ့လိုမျိုးထုတ်လုပ်ပြီးတော့ရောင်းချပေးတာပါကျွန်တော်ဒီလိုအိုးတစ်လေးတွေကျွန်တော်စီမှာအားပေးခြင်းနဲ့ဆိုရင်ခုံပုံးက2ကုန်းက993ကိုဖုံးဆက်လိုက်ပါဆိုင်နာမည်မိဘစေတနာဘီလာမြေဆော့ဆက်ဆိုင်ကျွန်တော်တို့ထုတ်လုပ်လိုက်တဲ့အိုးတစ်မှာလည်းကျွန်တော်တို့တာဝန်ယူမှုတာဝန်ခံမှုအပြည့်ရှိပါတယ်နော်တော့စကမ်းပဲရောင်းကျွန်တော်တို့အစ်စ်ပဲရောင်းကျွန်တော်တို့ကတာဝန်ယူမှုနဲ့အလုပ်လုပ်ပါတယ်နော်တူနဲ့တူငွေပေးဝယ်ယူတုံးဆွဲတယ်ဆိုပေမဲ့ကျွန်တော်တို့အဲ့ရဲ့နောက်ွယ်မှာကျွန်တော်တို့ကတာဝန်ယူမှုဆိုတဲ့ကျွန်တော်တို့ဒီလိုကိစ္စရပ်တစ်ခုကိုကျွန်တော်တို့ကပြန်လဲပြီးထမ်းဆောင်ပေးတယ်ဆိုတာလေးကိုကျွန်တော်တို့ကပြောချင်ပါတယ်နော်ဝယ်ပြီးပြီးပြီးရောင်းပြီးပြီးပြီးနော်အဲ့လိုအလုပ်တွေကျွန်တော်တို့ဒီမှာမလုပ်ပါဘူးဒီမှာဘာမှအိုးလေးတွေရှိမယ်ဒါရိုးရစက္ကန့်လေးတွေရှိမယ်ဒီကတော့ကျွန်တော်တို့ပြထုတ်တဲ့အစ်ဒီဘက်ကအိုးလေးတဲ့ဒါကျွန်တော်တို့ဒီမှာအထက်ပြင်အိုးလေးတွေပေါ့နော်ဒီတော့ဆောက်ကဒါအထက်ပြင်အိုးလေးတွေအဲ့လိုပြင်အိုးလေးတွေလည်းကျွန်တော်တို့လက်ခံပြီးတော့ပြင်ပေးတယ်ပေါ့နော်တော့ဆိုင်တီမီယာကညောင်ကုန်းပြည်တော်စုလမ်းမကြီးပေါ်မှာရှိပါတယ်။မြို့ဦးစီကြီးဖျားနဲ့မျက်စောင်းထိုးလေးပေါ့။အဲ့မှာရှိပါတယ်။ကျင်းချင်းလို့ပဲဖြစ်ဖြစ်ဝယ်ချင်းလို့ပဲဖြစ်ဖြစ်လာခဲ့ပါ။ကျွန်တော်တို့ဘက်ကတာဝန်ယူတယ်ဆိုတော့လုံဆောင်ချက်တစ်ခုတော့ကျွန်တော်တို့အမြဲတမ်းလုံဆောင်ပေးနေပါတယ်လို့ကျေးဇူးတင်ပါတယ်။